ထိုအမျိုးသားသည်သူ၏ဇနီးဖြစ်သူကပုလဲများကိုထွေးထုတ်နိုင်သည်ကိုသိလိုက်ရချိန်တွင်အံ့အားသင့်တုန်လှုပ်သွားခဲ့သည်ဧည့်ခန်းတစ်ခုလုံးတွင်ပုလဲများတောင်ပုံရပုံဖြစ်သွားသည်ထိုသူကသူသည်မကြာမီချမ်းသာကြွယ်ဝတော့မည်ဟုတွေးလိုက်မိတော့လဲသူ၏ဇနီးကသူမ၏အဆွဲများကိုထုတ်ပြလိုက်သည့်ခဏတွင်တော့ချမ်းသာခြင်းသည်စိတ်ကူးရင်အိမ်မက်များပျောက်ပြက်ကချက်ချင်းပင်ထိတ်လန့်တုန်လှုပ်သွားတော့သည်အစပိုင်းတွင်သူ၏ဇနီးကပုလဲများထွေးထုတ်နိုင်သည်ကိုသူလုံးဝမသိခဲ့ပေတနေ့တွင်သူ live streaming နေစဉ်ဇနီးဖြစ်သူ၏မျက်နှာကဗီဒီယိုထဲ၌မတော်တဆပါသွားခဲ့သည်ထိုအချိန်တွင်စုံမတဦးကသူ့ထံ online မှတဆင့်ဆက်သွယ်လာခဲ့သည်သူမကထိုအမျိုးသား၏ဇနီးတွင်တခုခုပုံမှန်မဟုတ်သည်ကိုချက်ချင်းမြင်လိုက်ပြီးဤအမျိုးသမီးသည်ပင်လယ်ထဲမှလာသူဖြစ်ကြောင်းပြောဆိုခဲ့သည်အမျိုးသားကထိုစုံမ၏ဝတ်စားဆင်ရင်ပုံမှာထူးဆန်းနေသည်ကိုမြင်သောအခါသူမကသူ့ကိုနောက်ပြောင်နေသည်ဟုသာထင်ခဲ့သည်သို့သောမင်းမိမကရေငတ်လွန်းနေမဟုတ်လားဟုစုံမကမေးလိုက်သည့်အခါအမျိုးသားမှာခဏတာဆုံးသွားသည်သို့တော်လည်းသူကမယုံကြည်သေးပေစုံမကရေထဲတွင်တက်စင်တစ်ခုပါဝင်ပြီးထိုတက်စင်မှာသူ့ဇနီးအတွက်မရှိမဖြစ်လိုအပ်သည့်အရာဖြစ်ကြောင်းရှင်းပြသည်ထို့ကြောင့်ပင်သူ့ဇနီးကနေ့စဉ်ရေများစွာတောက်ယုံတာမကသူ့ကိုယုံကြည်အောင်ရေခဏခဏချိုးပြနေခြင်းဖြစ်သည်စုံမကသူ့ဇနီးရေချိုးနေစဉ်အတွင်းတွားရောက်စုံစမ်းရန်တိုက်တွန်းခဲ့တော်လဲထိုသူကဂယုမဆိုင်ဖဲစုံမကိုဆဲဆိုပြီး live ကိုပိတ်လိုက်သည်သို့တော့သူဇနီးဖြစ်သူထံတွားကြည့်သောအခါမြင်လိုက်ရသည့်မြင်ကွင်းကြောင့်ကြောက်လန့်တကြားကျမ်းပြင်ပေါ်သို့လဲကျသွားခဲ့သည်ရေချိုးခန်းတစ်ခုလုံးတွင်စိမ့်ပုတ်ရောင်အရေများပြန့်နှံ့နေပြီးပင်လယ်ထဲကကဲ့သို့ပြင်းထန်သောငါးညီနှံများရနေသည်သူဘာမှမမေးရသေးခင်မှာပင်ဇနီးဖြစ်သူကဒါတွေဟာရှားဆောင်လက်ပတ်ကျဲ aloe vera gel တွေပါဟုကမန်းကတန်းရှင်းပြပြီးရှားဆောင်လက်ပတ်ကဘာလို့ငါးညီနှံရနေတာလဲဟုသူနားမလည်နိုင်ဖြစ်နေစဉ်ဇနီးဖြစ်သူကဂျယ်ရီတက်တန်းကုန်နေလို့ဖြစ်မှာပါဟုအကြောင်းပြပြန်သည်သူဝေခွဲမရဖြစ်နေစဉ်မှာပင်အင်တာနက်အသုံးပြုသူ netizen တဦးကသူ့ထံလိပ်စာတစ်ခုပို့ပေးလာပြီးအကူအညီလိုလျင်လာခဲ့ရန်ပြောသည်နောက်တစ်နေ့တွင်ထိုနေရာသို့သူရောက်သွားသောအခါကမာခုံပုံစံအရာဝတ္ထုတစ်ခုကိုတွေ့လိုက်ရသည်သူကအလှဆင်ပစ္စည်းဟုထင်ခဲ့တော်လဲထိုသူကအမျိုးသားထံမှငါးညီနှံရသည်ဟုပြောကာသူ့ဇနီးမှာပင်လယ်တရဝတစ်မျိုးဖြစ်ကြောင်းအတည်ပြုပေးခဲ့သည်ဘလို့တရဝမျိုးလဲဟုအမျိုးသားကမေးသောအခါထိုသူကသူလည်းအသေးချာမသိတော့လဲပင်လယ်ထဲကလာသည့်အရာဖြစ်ကြောင်းတော့တေချာသည်ဟုဆိုသည်အမျိုးသားကဒါတွေဟာအတိတ်ပဲမရှိဘူးဟုဆွဆွဲတော်မူအချိန်တွင်ထိုသူကအချက်လက်တစ်ခုကိုပြောလိုက်သည်မင်းမိမနဲ့တခါမှအတူမအိပ်ဘူးမဟုတ်လားဆိုသည့်စကားကြောင့်အမျိုးသားမှာချက်ချင်းပင်စွန့်သွားတော့သည်ထိုသူကသူ့ဇနီးမှာလူသားမဟုတ်သည့်အတွက်လူသားတစ်ယောက်နှင့်အတူမအိပ်နိုင်ခြင်းဖြစ်ကြောင်းရှင်းပြသည်ထို့နောက်အိတ်တအိတ်ကိုထုတ်ပေးပြီးဇနီးဖြစ်သူ၏ကိုယ်ပေါ်တွင်ပုတ်တိုက်ရန်ခိုင်းစေလိုက်သည်အကယ်၍သူမကလူမဟုတ်ပါကမူလရုပ်တွင်ပေါ်လာမည်ဖြစ်ပြီးလူသားစစ်စစ်ဖြစ်ပါကဘာမှထိခိုက်မည်မဟုတ်ကြောင်းပြောသည်အမျိုးသားကအိတ်ကိုယူ၍အိမ်သို့အပြေးပြန်သွားခဲ့သည်အိမ်ရောက်သောအခါဇနီးဖြစ်သူကဖန်လုံးတစ်လုံးကိုကင်ထားပြီးရေချိုးကန်ထဲတွင်လည်းပုလဲများစွာရှိနေသည်ကိုတွေ့ရသည်ဇနီးဖြစ်သူကဒါတွေဟာလိုက်လွှင့်တဲ့အခါသုံးဖို့ပစ္စည်းတွေပါဟုရှင်းပြပြီးသူ့အပေါ်တန်တရားပြေပြောက်အောင်လုပ်သည်အမျိုးသားကစိတ်ထဲတွင်ကျေးဇူးတင်တယ်လို့ခံစားရတော့လဲလုံးဝကြီးတော့မယုံကြည်သေးပေသူကထိုသူပေးလိုက်သည့်အရာများကိုလက်တွင်တုပ်လိမ့်ကဇနီးဖြစ်သူမသိအောင်သူမ၏လက်ကိုပုတ်တိုက်လိုက်သည်ခဏအကြာတွင်ဇနီးဖြစ်သူမှာတကိုယ်လုံးနာကျင်လာပြီးဆေးသွားဝယ်ပေးရန်ခိုင်းတော့သည်အမျိုးသားအိမ်ပြင်ထွက်လာသောအခါထိုသူနှင့်ထပ်မံဆုံပြန်သည်အမျိုးသားကမင်းဘာတွေပေးလိုက်တာလဲငါမိမနာကျင်နေပြီဟုဒေါသတကြီးမေးသည်ထိုသူကဒါစားတွေပါဟုဖြေသည်စားဖြစ်ကြောင်းအတည်ပြုပြီးနောက်ထိုသူကမင်းမိမကမင်းကိုအပြင်လွှတ်လိုက်တာသူမရဲ့ရုပ်တွင်စစ်ကိုမမြင်စေချင်လို့ပဲဟုပြောလိုက်သည်ထိုစကားကြောင့်အမျိုးသားမှာအပေါ်ထက်သို့အပြေးလွှားတက်သွားပြီးအိတ်ခမ်းတကားကိုဝုန်းကနေဖွင့်လိုက်သောအခါရှေ့တွင်မြင်လိုက်ရသည့်မြင်ကွင်းကြောင့်သူအစွမ်းကုန်ထိတ်လန့်တုန်လှုပ်သွားရသည်မှာ